လုံးမင်္ဂလာပါရှင်ဒီနေ့ကတော့မွေးငါလေးချက်ပါရဲ့နော်မွေးငါချက်ထားတာဒီတစ်ခါမှရတော့နော်ကအညာစတိုင်လေးဖြစ်တဲ့ငါးရှားရဲ့ဒေတာရဲ့မှာချက်တဲ့ပုံစံပေါ့နော်အဲ့ဟာကိုနော်ကငါအစားထိုးအနေနဲ့ချက်သားလေးနဲ့ချက်ပြထားပါရဲ့ရှင်ကဲဒီမွေးငါပုံစံကိုကြည့်ရနဲ့ချက်သားရဲ့နဲ့ချက်ထားရဲ့လို့ဘယ်သူမှထင်မှာမဟုတ်ပါဘူးနော်ဟုတ်ပါရဲ့နော်ကချက်ရိုးလေးနဲ့ဒီချက်ပေါင်းလေးနှစ်တုံးနဲ့မွေးငါချက်ပြမှာဖြစ်ပါရဲ့ရှင်ပထမဦးစွာနော်ကကလေးဘဲကိုအခုလိုမျိုးတဖုံးခွဲတုံးထားပါတယ်တ냐ရေစိမ်ပြီးတော့ပေါ့နော်ပြုတ်ရင်လည်းရပါရဲ့ရှင်နော်ကကြတော့အခုလိုမျိုးပေါင်းအောင်နဲ့တခါရင်ပေါင်းလိုက်မှာဖြစ်ပါတယ်အဲ့ဒီမှာခုနထည့်ထားရဲ့ချက်ပေါင်းလေးနှစ်ပေါင်းကိုပါထည့်ပြီးတော့စနစ်မုံလေးထည့်ပြီးတော့ကပေါင်းလေးနဲ့တည်ထားပါရဲ့ရှင်ဒီဘက်မှာရောတော့ကကြက်ရိုးလေးကိုစွပ်ပြုတ်လုပ်ပါမယ်နော်ကြက်ရိုးစွပ်လုပ်ဖို့အတွက်ကိုကြက်ရိုးထည့်ထားတယ်ပြီးတော့စပယ်လင်းထည့်တယ်ပြီးရင်ငပြားလေးရဲ့စားလေးရဲ့စနစ်မုံလေးရဲ့ထည့်ပြီးတော့ရေလေးကိုမြုပ်ယုံထည့်ပြီးတော့ကဒီဘက်ကနေပြီးတော့ကြက်စွပ်ပြုတ်အရေရအောင်တော့ကတည်ထားမှာဖြစ်ပါရဲ့ရှင်ဒီအချိန်ဒီမှာတော့ကမိဖို့နှစ်အိုးလုံးကိုအသုံးပြုထားတာဖြစ်ပါတယ်ပဲရလဲလေပေါင်းနဲ့တဲတာဖြစ်တဲ့ကြောင့်တို့ကအချိန်15မိနစ်လောက်ပဲပေးရပါတယ်เนาะကဲဒီမှာကြည့်ပါရှင်ပဲလေးတွေလည်းနူးသွားပြီချက်ပေါင်းလေးတွေလည်းနူးပြီဖြစ်တဲ့အတွက်ကြောင့်ချက်ပေါင်းလေးတွေဖဲထုတ်ပြီးတော့ဒီပဲလေးကိုတော့ကဘလန်ဒါနဲ့ချိန်မှာဖြစ်ပါရဲ့ရှင်တောင်းနေကြောဒီမှာချက်အယိုးလေးတွေလည်းရပြီဖြစ်တဲ့ကြောင့်ချက်ယိုးလေးလည်းတော့ကဆယ်ထုတ်ပြီးတော့အဲ့ရအယိုးရပါတဲ့အသားလေးတွေကိုပါတော့ကအခုလိုနှွှင်ထားလိုက်ပါရဲ့ရှင်ဒီမှာမှလျှော့ဝက်ချက်ပါနော်အခုလိုမျိုးချက်သားနဲ့ချက်ထားရဲဆိုတာမသိရလေအောင်တော့ကအသားတွေကိုအခုလိုမျိုးညက်နေရအရင်ကြိတ်လိုက်တယ်ပေါ့နော်ပြီးသွားရင်တော့ပုံမှန်မွေးငါချက်တဲ့အတိုင်းပဲဒါရီကတော့စီသက်ပါမယ်ရှင်စီသက်တာရောဒီနေရာမှာတော့ကစပလင်းတို့ကြက်သွန်ဖြူတို့ဂျင်းတို့ထည့်ပြီးတော့ခုနကညံ့ညက်ကြည့်အောင်ကြိတ်ထားတဲ့ကြက်သားလေးတွေကိုရောပြီးတော့ပုံမှန်အတိုင်းစီသက်ပါမယ်မွေးငါကိုအဆက်ရေလုပ်တဲ့လူတွေဆိုရင်ဒီနေရာမှာအယောင်တမုံလေးသုံးပေးပါရှင်တော့ရောထုံစံအတိုင်းပဲအဖြူတယ်လေးချက်မှာဖြစ်ပါရဲ့ရှင်အရသာအနေနဲ့ရောငပြားရည်လေးထည့်တယ်ငရုတ်ကောင်းလေးထည့်တယ်အချုံမုံလေးနည်းနည်းထည့်ပြီးတော့အရသာဝင်တဲ့အထိဒါလေးကိုစီသက်ထားလိုက်ရင်ရပါပြီရှင်ဒါကြီးကတော့ပုံမှန်ငါစီသက်တဲ့နေ့အတိုင်းလေးပဲနော်တို့ကစီသက်တာဖြစ်ပါရဲ့ရှင်စီလေးနည်းနည်းနဲ့နေတဲ့အတွက်ကြောင့်တော့ငါစီလေးနည်းနည်းထည့်ထည့်ပြီးတော့စီသက်လိုက်ပါရဲ့ရှင်ပြီးတော့ဒါကတော့ကျစွပြုတ်ပိုတဲ့အရေးလေးကိုတော့ကရေနွေးလေးနဲ့ရောပြီးတော့စူနေအောင်ပြန်တည်လိုက်ပါမယ်နော်အခုလိုမျိုးစူလာပြီးဆိုရင်ခုနကကြိတ်ထားတဲ့ပဲလေးတွေကိုအရင်ထည့်လိုက်ပါမယ်အဲ့အားလေးတွေထည့်ပြီးသွားပြီဆိုမှတော့ကခုနကစီသက်ထားတဲ့ကြက်သားစီချက်လေးကိုလည်းတော့ကထည့်ပေးလိုက်ပါမယ်ရှင်ပြီးသွားရင်လေတော့ကလှော်ထားရဲ့ဆံမုံလေးကိုအခုလိုမျိုးလေးပဲထည့်ပေးလိုက်ပါရဲ့နော်ရေနဲ့မဖြော်လဲရပါရဲ့ရှင်တော့ရေနဲ့မဖြော်ပဲနဲ့အခုလိုမျိုးလေးထည့်လိုက်တာမွေးငါးနံလေးကိုမှုေးနေရပါပဲရှင်ပြီးသွားရင်တော့တို့ကချက်သွန်ဦးနေလေးတွေနဲ့ငပြောဦးလေးတွေငပြောဦးကလည်းတော့ကပြုတ်ထားပြီးသားလေးပါနော်ဒါလေးတွေကိုတော့ကအစင်သိအကုန်လုံးရောပြီးတော့ထည့်လိုက်ပါရဲ့အရသာအနေနဲ့ရောစားလေးနည်းနည်းထည့်တယ်ပြီးရင်ငရုတ်ကောင်းလေးနည်းနည်းရဲ့ငပြားရည်လေးနည်းနည်းရဲ့တော့ထည့်ပြီးတော့အခုလိုမျိုးလေးအရသာမျှတောင်အရင်မှုေးလိုက်ပါတယ်အဲ့လိုအရသာမျှတောင်မှွေပြီးသွားတဲ့အချိန်ကျမှတော့ကိုကချက်ဦးလေးတွေအပေါ်ကထည့်ပြီးအဖုံးလေးကိုအခုလိုမျိုးလေးပဲတင်ပြီးတော့စူပွက်လာရဲ့အထိတော့တို့ကခဏတည်ထားလိုက်ပါမယ်ရှင်အခုဆိုရင်ဒီဘက်မှာမုတ်ဖက်လေးကလည်းအစင်သင်းဖြစ်နေပါပြီရှင်ကဲအခုအနေဆိုရင်ဟင်းဦးလေးကလည်းရပြီမလို့တော့ကမွေငါလေးခတ်ပြီးတော့သုံးဆောင်လိုက်ပါအောင်မယ်ရှင်ဒီမွေငါပုံစံကြီးရလေချက်သားနဲ့ချက်ထားလို့ချက်ထားမှန်ကိုမသိတာဘူးပေါ့နော်တချို့ညာစတိုင်တွေမှာရဟောချက်သားလေးတွေကိုအဖက်လေးတွေအမြင်လေးတွေပါအောင်ချက်ကြပါရဲ့ရှင်တော့ကကြတော့ချက်သားအဖက်အမြင်လေးတွေကိုမမြင်ရလေအောင်ဒီနေ့အထူးချက်ပြထားရပေါ့နော်ချက်သားလေးတွေကိုကြိတ်ပြီးတော့ချက်လိုက်တာချက်သားနဲ့ချက်ထားလို့ချက်ထားမှန်းတော့မသိတာစီဘူးပေါ့နော်မသိရင်ဒါမွေးငါးပါပဲငါးနဲ့ချက်ထားတဲ့ပုံစံအတိုင်းပဲရပါရဲ့ရှင်ဆုံးထိကြည့်ပြီးရတဲ့ကျေးဇူးအများကြီးတင်ပါတယ်နော်